ချစ်ဆွဲမုန်းဆွဲကင်းပါစေလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးလူမှာဖြစ်ပါတယ်လူသားတိုင်းအသက်ထင်ရှားရှိနေစဉ်မှာလည်းစိတ်ချမ်းချမ်းသာသာနေကြရတယ်သေလို့ရှိရင်လည်းစိတ်ချမ်းချမ်းသာသာလေးသေပြီးတော့ကောင်းရာသုဂတိရောက်ချင်ကြတယ်အနေလဲချမ်းသာအသေးလဲချမ်းသာခြင်းကြတယ်အနေလဲကောင်းအသေးလဲကောင်းအနေလဲလှအသေးလဲလှအနေလဲမြတ်အသေးလဲမြတ်အနေလဲပျော်အသေးလဲပျော်ဖြစ်ခြင်းနဲ့ဆိုရင်ချစ်ဆွဲမုန်းဆွဲကင်းရမယ်ချစ်ဆွဲမုန်းဆွဲအဆွဲကင်းမှသာအသက်ထင်ရှားရှိနေစဉ်မှာလဲစိတ်ချမ်းသာတယ်စိတ်အေးချမ်းတယ်စိတ်လွတ်လပ်တယ်စိတ်ရှင်းလင်းတယ်တည်တဲ့အခါမှာလဲစိတ်အေးချမ်းစွာတည်ရတယ်စိတ်ရှင်းလင်းစွာတည်ရတယ်စိတ်လွတ်လပ်စွာတည်ရတယ်စိတ်ဖြောင်းတည်ရတယ်ကောင်းရာသုဂတိကိုရောက်နိုင်ပါတယ်ဒါကြောင့်အသက်ထင်ရှားရှိနေစဉ်မှာလဲချမ်းသာခြင်းနဲ့တည်ရင်လဲချမ်းသာခြင်းနဲ့ဆိုရင်ချစ်ဆွဲမုန်းဆွဲကင်းရပါမယ်ချစ်ဆွဲမုန်းဆွဲအစွဲတွေရှိနေတယ်ဆိုရင်အသက်ထင်ရှားရှိနေစဉ်မှာလဲစိတ်မချမ်းသာဘူးစိတ်မအေးချမ်းတည်ရတော့မယ်ဆိုရင်လဲထိတ်ထိတ်လန့်လန့်တုန်တုန်လှုပ်လှုပ်နဲ့ပူပူလောင်လောင်ဖြစ်ရတယ်တည်တော့လဲမကောင်းရာဒုက္ခတိကိုရောက်ရတယ်ကုသိုလ်ကောင်းမှုရှိရင်ကောင်းရာသုဂတိရောက်တယ်ကုသိုလ်တွေလုပ်ထားရင်ကောင်းရာသုဂတိရောက်တယ်လို့ပြောနေကြပေမဲ့တကယ်တမ်းကျတော့ကုသိုလ်ကောင်းမှုရှိနေုံနဲ့ကောင်းရာသုဂတိမရောက်နိုင်ဘူးကုသိုလ်တွေလုပ်ထားုံနဲ့ကောင်းရာသုဂတိမရောက်နိုင်ဘူးကုသိုလ်တွေလုပ်ထားပါရဲ့ဒီကနေ့မှာချစ်ဆွဲမုန်းဆွဲအစွဲတစ်ခုခုထင်ရှားသွားတယ်ဆိုရင်အဲ့ဒီအစွဲကပို့လိုက်တဲ့အပေလေးပုံကိုပဲရောက်မှာပဲချစ်ဆွဲမုန်းဆွဲချစ်ဆွဲဆိုတော့တဏှာပေါ့လောဘပေါ့မုန်းဆွဲဆိုတော့ဒေါသပေါ့လောဘနဲ့ဒေါသပါတယ်ဆိုရင်မောဟကလည်းပါပြီးသားပါပဲအဲ့လိုချစ်ဆွဲမုန်းဆွဲလောဘဒေါသမောဟတွေနဲ့သိသွားမယ်ဆိုရင်ငရဲဒိဋ္ဌံပြိတ္တာအတုရကဲအပေလေးပုံရောက်နိုင်တယ်ချစ်ဆွဲလောဘကြောင့်ပြိတ္တာဖြစ်တတ်တယ်ဒေါသကြောင့်ငရဲသားဖြစ်တတ်တယ်မောဟကြောင့်တိရစ္ဆာန်ဖြစ်တတ်တယ်လို့ရေပုံရအဖြစ်ပြောပြမယ်လို့ဘယ်ကိလေသာကြောင့်မဆိုဘယ်အပေပုံကိုမဆိုလာရောက်နိုင်ပါတယ်အဲ့တော့ကိလေသာနဲ့လည်းသိတယ်ချစ်ဆွဲမုန်းဆွဲအစွဲနဲ့လည်းသိတယ်တစ်ဖက်ကလည်းအကုသိုလ်ကံအာယုံလေးထင်ပြီးတော့သိတယ်ဆိုရင်မကောင်းတဲ့ဘုံဘဝကိုရောက်သွားနိုင်တယ်တစ်ဖက်ကချစ်ဆွဲမုန်းဆွဲအစွဲလေးတော့ဖြစ်နေပါရဲ့ထင်ရှားနေပါရဲ့တစ်ဖက်ကကုသိုလ်ကံလေးထင်ရှားနေတယ်ဆိုရင်တော့ကောင်းရာသုဂတိရောက်နိုင်ပါတယ်ချစ်ဆွဲမုန်းဆွဲလေးဆွဲတယ်အကုသိုလ်ကံလေးထင်လို့အပယ်လေးပုံရောက်တယ်ဆိုတာအသိမလားဘူးဆိုတာကတော့ထင်ရှားတယ်ချစ်ဆွဲမုန်းဆွဲဆွဲပြီးမဲ့ကုသိုလ်ကံအာယုံလေးလည်းတွဲထင်နေဆိုရင်တော့လူဘုံနဲ့ဘုံကောင်းရာသုဂတိရောက်နိုင်တယ်ဒါဆိုရင်အသိလှရောလားဆိုတော့အစွဲနဲ့တည်သွားတယ်ဆိုရင်ကံနဲ့ထိုက်တန်တဲ့အစင်းမြင့်တဲ့ဘဝကိုမရောက်တဲ့အတွက်အသိလှတယ်လို့မခေါ်နိုင်ပြန်ဘူးတတ္တဝါတွေသိပြီးတဲ့နောက်ဘဝတစ်ခုလာရောက်ကြတယ်ဆိုတဲ့နေရာမှာကံပြီးတဲ့ဘဝရတာရဲ့တဏှာပြီးတဲ့ဘဝရတာရဲ့လို့နှစ်မျိုးရှိပါတယ်ကံနဲ့ထိုက်တန်တဲ့ဘဝရတာကြတော့ကံပြီးတဲ့ဘဝရတာပေါ့ကံနဲ့ထိုက်တန်တဲ့ဘဝမရဘဲနဲ့တဏှာနဲ့ပဲထိုက်တန်တဲ့ဘဝရတာကြတော့တဏှာပြီးတဲ့ဘဝရတာပေါ့ဥပမာပြောရမယ်ဆိုရင်ကိုယ်ကံကသိန်းတစ်ထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ထိုက်တဲ့ကံရှိတယ်ဒါပေမဲ့ကိုကတသိန်းပဲချမ်းသာမဲ့သူကိုချစ်ဆွဲလေးဆွဲပြီးတော့တဏှာဖြစ်နေတယ်ဆိုရင်ကိုယ်ကံနဲ့ထိုက်တန်တဲ့သိန်းတစ်ထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးမဖြစ်တော့ဘဲနဲ့ကိုယ်တဏှာနဲ့ထိုက်တန်တဲ့တသိန်းပဲချမ်းသာတဲ့မိဘရဲ့သားသမီးပဲဖြစ်သွားတတ်တယ်ကံကဘလောက်ပဲမြင့်မြင့်တဏှာကနှိမ့်နေရင်နှိမ့်နဲ့တဏှာပြီးတဲ့ဘဝပဲရပါတယ်ကိုယ်ကံကတသိန်းပဲချမ်းသာတဲ့ကံရှိတယ်ကိုတဏှာကသိန်းတစ်ထောင်ချမ်းသာမဲ့မိဘကိုချစ်ဆွဲတယ်ဆိုရင်တော့သိန်းတစ်ထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ရောလားလို့မေးစရာရှိတယ်အဲ့ဒီလိုတော့မဖြစ်ဘူးပေါ့အဓိကအခြေခံကတော့ကံမှာပဲအဲ့ဒီကံကိုမှတဏှာကထပ်ပြီးတော့ခြေလဲတာကံရှိသလောက်ထဲကိုမှတဏှာကခြေလဲလို့ရတာကံအရှိထက်ပိုပြီးတော့ခြေလဲလို့မရဘူးပေါ့ဒါပေမဲ့ကိုကတသိန်းပဲချမ်းသာတဲ့ကံရှိပေမဲ့သိန်းတစ်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ချစ်ဆွဲနေတယ်ဆိုရင်သိန်းတစ်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့သူတော့ဖြစ်မယ်သားသမီးရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီသိန်းတစ်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့အလုသမားအခိုင်အစေစသည်အဖြစ်ပေါ့လေအဲ့လိုသူ့ကိုအမြဲတမ်းမြင်တွေ့ခွင့်ရတဲ့ဘဝတော့ရောက်မှာပေါ့အဲ့တော့ကံပြီးတဲ့ဘဝရဲ့တဏှာပြီးတဲ့ဘဝရဲ့နှစ်မျိုးရှိတယ်ချစ်ဆွဲမုန်းဆွဲဆွဲနေရင်တဏှာပြီးတဲ့ဘဝပဲရမှာပဲတဏှာဆိုလို့ချစ်ဆွဲမှမဟုတ်ပါဘူးမုန်းဆွဲလဲတဏှာပဲမုန်းနေလို့ရှိရင်လဲဆွဲသွားပြီဆိုရင်အဲ့ဒီကိုမုန်းတဲ့လူအဲ့မုန်းဆွဲနေရတာကိုပဲအရသာရှိနေတာသူ့ကိုမုန်းနေလေရတာကအရသာရှိတယ်သူ့ကိုမကြင်မနဲ့ဖြစ်နေရတာကသဘောကျနေတယ်အဲ့တော့မုန်းတဲ့ဒေါသမှလည်းပဲတဏှာကလိုက်ပြီးတော့ပါနေတာပါပဲအဲ့တော့ချစ်ဆွဲနေရင်ကံပြီးတဲ့ဘဝမရဘဲနဲ့တဏှာပြီးတဲ့ဘဝရတယ်ဆိုတော့တခြားမကြည့်နဲ့သောတပန်ဖြစ်ပြီးသားဘိန်ပြီးသားအကြောင်းတကာကြီးတောင်မှသာသနာပြုကုသိုလ်ကောင်းမှုတွေလည်းအများကြီးလုပ်တယ်ဒီကံဒီမှာလည်းသာတော်ဇရတကထောင်သွင်းကျင်းကြတော့ဝိပဿနာဘာဝနာတွေပွားများနေတာပါပဲဟိုအရိယာလည်းဖြစ်ပြီးသားကုသိုလ်ကောင်းမှုတွေလည်းအများကြီးရှိတယ်ဆိုတော့သူ့ရဲ့ကုသိုလ်ကံကတူတည်တာနတ်ပြည်တို့လောက်ထိရောက်နိုင်တာပေါ့ဒါပေမဲ့သူကဒီကံဒီလေးမှာ
သူဟိုးလွန်ခဲ့တဲ့ခုနှစ်ဘဝဇက်တိုက်နေခဲ့မှုတဲ့စတုမာရိနတ်ပြည်ဂန္ဓဗနတ်ရက်ွက်ကလေးအာယုံမှာပေါ်လာတယ်ပေါ်လာပြီးတော့အဲ့ဒီဂန္ဓဗနတ်ရက်ွက်လေးကိုတန်ဟောစဉ်တွေ့ပြီးတော့ချစ်ဆွဲသွားလိုက်တဲ့အတွက်ကိုယ်ကံနဲ့ထိုက်တန်တဲ့တူးတိတာနတ်ပြည်အစင်မြင့်ဘဝကိုမရောက်ဘဲနဲ့နတ်ပြည်6ထပ်မှာအနိုင်ဆုံးနတ်ပြည်ဖြစ်တဲ့စတုမာရိနတ်ပြည်အဲ့ဒီစတုမာရိနတ်ပြည်မှာလည်းပဲသူတစ်ပါးကိုကပ်ပြဖြိုပြီးတိဆူဖြိုပြီးတိမှုဖြိုပြီးပြီးတော့အသုံးတော်ခံရတဲ့ဂန္ဓဗနတ်မျိုးကကြည်တဲ့နတ်မျိုးမှာပဲသွားပြီးတော့ဖြစ်ရရှာတယ်ဒါချစ်ဆွဲကြောင့်မလို့ကံပြီးတဲ့ဘဝမရဘဲနဲ့တဏှာပြီးတဲ့ဘဝရသွားတာပါဒါကြောင့်ကောင်းရတုဂတိရောက်အသေးလှခြင်းနဲ့အစင်နဲ့မြင့်မြင့်ဘဝကိုရောက်ချင်တယ်ဆိုရင်ချစ်ဆွဲလဲกินရမယ်မုန်းဆွဲလဲပဲกินရမှာပဲဆွဲတယ်ဆိုတာချစ်မှဆွဲတာမဟုတ်မုန်းရင်လည်းဆွဲတာပဲမုန်းတဲ့လူကိုမေ့ကိုမမေ့တနည်းနည်းတော့တွေ့အောင်မယ်တနည်းတော့ကလေးစားချေမယ်စသည်အဖြစ်ကိုမုန်းတဲ့လူကလည်းမကြတတိယနေတတ်တယ်အဲ့ဒီလိုမုန်းဆွဲလေးဆွဲပြီးသိမယ်ဆိုရင်လေကုသိုလ်ကံအာယုံထင်းလို့ကောင်းရတုဂတိရောက်တယ်ပဲထားအောင်တော့ကံနဲ့ထိုက်တန်တဲ့ဘဝကိုမရဘဲနဲ့မုန်းဆွဲတဏှာနဲ့ထိုက်တန်တဲ့ဘဝကိုပဲရသွားတတ်တယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း90ပတ်ဝန်းကျင်တုန်းကအညာဒေသကြီးရွာကြီးတရားမှာညီကို3ယောက်ရှိတယ်အဲ့ဒီညီကို3ယောက်ကအင်မတန်ဆိုးသွမ်းမိုက်မဲ့တဲ့ညီကိုတွေပေါ့တရွာလုံးမှာသူတို့မပြုတ်ဘူးတဲ့မကောင်းမှုဆိုတာတခုမှမရှိဘူးတရွာလုံးရဲ့အော်ကြောလမ်းမယ်အဲ့ဒါတနည်းကြတော့ဇနီးများသမီးသားတွေရှိပါလျက်နဲ့ညီကို3ယောက်တည်းကအကိုအကြီးဆုံးတယောက်ကရွာထဲကအင်မတန်ချုံမောလှပတဲ့မိမပြိုလေးတယောက်ကိုသမီးစားစကားသွားပြောတယ်။ကာယင်တွေပြောင်းလိုက်ပြီးတော့နှောက်ယှက်တယ်။အဲ့ဒီမှနေအဲ့ဒီမိမပြိုလေးကမကြင်မနဲ့ဖြစ်တဲ့အတွက်ချစ်သူယောက်ျားလေးကိုပြောချစ်သူယောက်ျားလေးကဒီညီကို3ယောက်လှုပ်ထားတဲ့ပြစ်မှုတွေကိုစဉ္ညာနဲ့တေချာပြုစုပြီးတော့ community ကိုတိုင်လိုက်တယ်။အဲ့ဒီတုန်းကအဲ့ဒီဒေသက community ကြီးစိုးနေတဲ့အချိန်ဓမြမှုတွေလူရမှုတွေစတဲ့ပြဿနာတွေဖြစ်ပြီးဆိုရင်အရှင်လက်လက်တတ်ပြီးတော့နေမီအေးချမ်းအောင်လုပ်နေတဲ့အချိန်ပေါ့အဲ့ဒီမှာနေ community ကဒီညီကို3ယောက်ကိုဖမ်းပြီးတော့ရွာလူကြီးရဲ့ရှေ့မှာအရှင်လက်လက်တတ်တယ်တတ်တော့အဲ့လာညနေပဲကျင်းကြီးတွင်တူကျွန်းရဲ့အဝမှာညီကို3ယောက်ကိုတယောက်နဲ့တယောက်လက်မောင်းချင်းချိတ်ပြီးတော့လက်ပြန်ကျူတုတ်ထားတာပေါ့အဲ့တော့တက်လူဆဲဆဲချိန်မှာပဲရွာဦးရောင်းဆရာတော်ကတွန်းနှခမ်းဝတီရောက်လာတယ်သူတို့ကိုဘေးမဲ့တောင်းပေးမဲ့ဘေးမဲ့မရတော့အသက်ကဲတင်လို့မရတော့ကဲမင်းတို့3ယောက်ကိုငါလည်းကဲတင်လို့မရတော့ဘူးကဲတရဏဂုံ3မှာလိုက်ဆိုကြဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံ3မှာတိုင်ပေးတယ်အဲ့တော့တရဏဂုံ3မှာလိုက်ဆိုကြတာပေါ့တရဏဂုံ3မှာရွတ်ဆိုလို့ပြီးတယ်ဆိုရင်ပဲဒီကောင်တွေကိုပြန်ကလေးစားခြေပြစေဆိုပြီးတော့အကူကអော်လိုက်တော့ကွန်မြူနတီခေါင်းဆောင်ကသူ့ကိုတနက်နဲ့လှမ်းပြလိုက်တာညာဘက်ရင်ကိုထိပြီးတော့3အောင်လုံးတွင်းနဲ့ပြုတ်ကြအရှင်လက်လက်မြေဖုတ်ပြီးတော့တတ်လိုက်တဲ့အတွက်အားလုံးသေသွားကြတယ်ပေါ့ဒီကနေ့မှညီကို3အောင်လုံးကသူတို့ကိုကွန်မြူနတီကိုတိုင်တဲ့ဒီချစ်သူရေးစား2ယောက်အပေါ်မှာမုံဆွဲနေတယ်ကလေးစားချေခြင်းတဲ့စိတ်တွေဖြစ်နေတယ်မကြင်မနဲ့တဲ့စိတ်တွေဖြစ်နေတယ်အဲ့တော့တရဏဂုံ3မှာဆောက်တည်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်တကယ်ဆိုရင်တော့နတ်ပြည်ထီတောင်ရောက်နိုင်တာပဲဒါပေမဲ့တရဏဂုံ3မှာဆောက်တည်တဲ့ကုသိုလ်ကြောင့်နတ်ပြည်ထီမရောက်တော့ဘဲနဲ့သူတို့ရဲ့မုံဆွဲမုံနဲ့ဒေါသနဲ့တွဲနေတဲ့မုံဆွဲတဏှာကပို့ပေးလိုက်တဲ့ဘဝရောက်သွားတယ်သူတို့မကျင်တတ်ပါဘူးဆိုတဲ့ဒီသမီးစား2ယောက်ကိုပဲမိဘပြန်တော်ရတယ်ဒီ2ယောက်ရဲ့ဝမ်းထဲမှာပြန်ဝင်စားအမှားဘူး3ယောက်လေးဖြစ်နေပြန်မွေးဖွားလာတယ်နောက်တစ်နှစ်လောက်ကြာတော့မွေးဖွားလာတဲ့ခါမှာအမှားကြီးကို3ယောက်အကြီးဆုံးကောင်လေးညာဘက်ရင်အောင်လေးကြည့်တော့လေအရင်ဘွားကတနတ်မှန်ထားတဲ့ဒဏ်ရာလေးပါလာတော့ဟိုကောင်3ကောင်သေးကြပြီဆိုပြီးတော့အဖေလှုပ်တဲ့သူကမိနေကန်နဲ့ဝင်ပြီးတော့ဒီကလေး3ယောက်ကိုချက်ချင်းပဲဓာတ်နဲ့ခုတ်တက်ဖို့ကြိုးစားတယ်ဒါပေမဲ့အလုံးဝိုင်းတာလို့တတ်တော့မတတ်လိုက်ရဘူးပေါ့ဒါပေမဲ့အဖေကလည်းဒီကလေး3ယောက်ကိုမုန်းတယ်အမေကလည်းဒီကလေး3ယောက်ကိုမုန်းတယ်မွေးကလေးကလုံးဝနှုတ်ကြတစ်စက်တောင်မှမတိုက်ကြွေးပါဘူးဆွေတွေမျိုးတွေကဝိုင်းဝန်းပြီးတော့ပြုစုဆောင်ရှောက်ထားရတယ်နောက်တော့အသက်အန္တရာယ်ဆုံးရလို့ရာဦးချောင်းပို့ရွာရောင်းဆရာတော်ကကိုရင်ဝစ်ပေးစာသင်တိုက်တွေလွတ်ပရိယတ်ဒီစာပေတွေသင်ကြားရလို့အခုတော့သာသနာပေါင်းမှာမွေးလျော်နေကြတယ်သီလသမารိပညာနဲ့ပြည့်စုံပြီးတော့သာသနာပြုနေကြတဲ့ဆရာတော်တန်ကတော့3ပါဖြစ်နေပါပြီ။တာရဟန်းတွေကသာသနာပြုဆရာတော်တွေဖြစ်နေတာတောင်မှမုံဆွဲတာမုံလို့အားမရတော့ဆရာတော်တန်ကတော့တွေစီတစ်ခါမှလည်းတော့မဖူးပါဘူး။ပစ္စည်းလေးပါလည်းလုံးဝမလှဘူး။နဝကမငွေကြီးလည်းတပြားတစ်ချက်မှကိုမလှဘူး။အဲ့ဒါမေတော်ကြီးနဲ့စကားပြောခြင်းလို့တာအငယ်ဆုံးတာယဟန်တော်တာဆရာတော်ကလာပြီးတော့တမင်စကားပြောတော့မှလုံးဝအပြောမခံဘူး။မုံတီးနေတယ်။ဒါကြောင့်မုံဆွဲတဏှာဟာလည်းအင်မတန်ကြောက်စရာကောင်းပါတယ်အဖြစ်ပြက်တွေကတော့အများကြီးရှိတာပေါ့လေဒီလိုပဲပေါ့ကြောင်လေးတစ်ကောင်လဲအိမ်မှာရှိတဲ့ငကြော်တွေခိုးစားတော့အိမ်ရှင်ယောက်ျားကဒီကြောင်လေးကိုခြေထောက်လေးပဲဓာတ်နဲ့ခုတ်ဖြတ်ပြီးတော့တတ်လိုက်တာအဲ့ဒါဒီကနေ့မှဒီကြောင်ကလည်းသူ့ကိုဓာတ်နဲ့ခုတ်တတ်တဲ့သခင်ကိုစိမ့်စိမ့်ကြီးကြည့်ပြီးတော့မုန်းတီးတဲ့စိတ်နဲ့သေသွားတော့ဒီသခင်ဒီအိမ်ပိုင်ရှင်ဒီတခါရဲ့သားလေးအဖြစ်နဲ့ပြန်ပြီးတော့လူဝင်စားလေးပြန်ဖြစ်လာတယ်မွေးကလေးကလက်နှစ်ဖက်ချင်းနှစ်ဖက်ပါမလာဘူးပေါ့အဲ့လိုအဖြစ်ပေါ့မုံဆွဲဟာလည်းအမတန်ကြောက်စရာကောင်းပါတယ်ဒါကြောင့်အသေးလှတဲ့သူအသေးကောင်းတဲ့သူ
အတိမြတ်တဲ့သူဖြစ်ချင်တယ်ဆိုရင်ချစ်ဆွဲလဲกินရမယ်မုန်းဆွဲလဲกินရမယ်ချစ်တော့ချစ်ပါမဆွဲပါနဲ့မုန်းတော့မုန်းပါမဆွဲပါနဲ့မုန်းတော့မုန်းပါပြောလို့ပြောတာမုန်းတာကတော့လုံးဝမမုန်းတာအကောင်းဆုံးပဲနော်ချစ်တာကတော့ဘလို့မှတားမြတ်လို့ချစ်ချင်းချစ်မုန်းတာကတော့လုံးဝကိုမမုန်းနဲ့မလွဲမချောင်တယ်လို့မုန်းလဲမကြင်မနဲ့ဖြစ်တယ်ဆိုရင်လေပြီးပြီးရောဖြစ်ပါစေချစ်တယ်ဆိုရင်လေတွေ့ကမှချစ်တယောက်ကောင်းကျိုးတယောက်ဆောင်စရာရှိကမှဆောင်စိတ်ထဲမှာကိုချစ်တဲ့သူကအမြဲတမ်းသတိရနေတာမျိုးကိုယ့်ရဲ့စိတ်အစဉ်မှာကိုချစ်တဲ့သူကအမြဲတမ်းလွှမ်းမိုးနေတာမျိုးမဖြစ်စေနဲ့အဲ့တော့ချစ်ဆွဲမုန်းဆွဲရင်သိရင်လည်းအသေးလားတဲ့သူမဖြစ်နိုင်ပါဘူးအကုသိုလ်ကြောင့်သိရင်တော့ဘေးလေးမုံရောက်မယ်ကုသိုလ်နဲ့တွဲပြီးသိလို့ကောင်းတဲ့သူကြီးရောက်တယ်ထားအောင်တော့ချစ်ဆွဲမုန်းဆွဲကပို့ပြီးတဲ့နေရာပဲရောက်နိုင်တဲ့အတွက်ကံနဲ့ထိုက်တဲ့နဲ့အစမြင်မြင်ဘဝကိုမရနိုင်ပါဘူးအသက်ထင်ရှားရှိနေစမလဲချစ်ဆွဲမုန်းဆွဲတွေနဲ့ရှင်သန်နေရတယ်ဆိုရင်ကိုယ်စိတ်ကမလွတ်လပ်တော့ဘူးကိုယ်စိတ်မှာကိုချစ်တဲ့သူကလွှမ်းမိုးနေတယ်ကိုယ်စိတ်မှာကိုမုန်းတဲ့သူကလွှမ်းမိုးနေတယ်ချစ်တဲ့သူကိုသတိရနေရတာမုန်းတဲ့သူကိုသတိရနေရတာနဲ့ပဲစိတ်ဟာပင်ပန်းနွမ်းနေနေတယ်စိတ်ဟာပူလောင်နေတယ်စိတ်ဟာတင်းကျပ်နေတယ်စိတ်ဟာလွတ်လွတ်လပ်လပ်မရှိတော့ဘူးချစ်တဲ့စိတ်မုန်းတဲ့စိတ်ကအစွဲကြီးပြီးတော့ပြင်းထန်သွားတယ်ဆိုရင်အဲ့ဒီချစ်စိတ်မုန်းစိတ်ချစ်ဆွဲမုန်းဆွဲကြောင့်မလွတ်ရတဲ့မကောင်းမှုဆိုတာလည်းမရှိတော့ဘူးချစ်စိတ်တွေချစ်ဆွဲတွေလွန်ခဲ့သွားပြီးမုန်းဆွဲတွေလွန်ခဲ့သွားပြီးဆိုရင်ဘယ်မကောင်းမှုမဆိုကျူးလွန်ရဲသွားတယ်ဒီတော့မလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေလုပ်မိမပြောတဲ့မပြောထိုက်တဲ့စကားတွေပြောမိသွားတဲ့အတွက်နောင်တတရားတွေနဲ့လည်းစိတ်ကပူလောင်နေရတတ်ပါတယ်ဒါကြောင့်အသက်ထင်ရှားရှိနေစဉ်မှာလဲစိတ်အေးအေးချမ်းချမ်းလေးဖြစ်ရှင်နေပြီးတော့လည်းကောင်းတဲ့သူတွေရောက်ပြီးတော့ကံနဲ့ထိုက်တဲ့အဆင်မြင့်မြတ်ဘဝကိုရကျင်နေဆိုရင်ချစ်ဆွဲလဲကင်းပါစေမုန်းဆွဲလဲကင်းပါစေချစ်ဆွဲမုန်းဆွဲကင်းနေဆိုရင်လောလောဆယ်ကူကဒီတစ်စက္ကန့်မှာချစ်ဆွဲမုန်းဆွဲကင်းနေဆိုရင်ဒီတစ်စက္ကန့်ကစိတ်ချမ်းသာတယ်စိတ်အေးချမ်းပါတယ်သေးတယ်ဆိုတာကအသေးကောင်းအောင်အသေးလှအောင်ဆိုပြီးတော့ဘယ်လိုများပြုပြင်ရမလဲသေနည်းလေးသင်ရအောင်မလားနဲ့ပြောကြတယ်ဒီကနေ့ကျတော့သေနည်းဆိုတာအထူးမသင်ရပါဘူးသေးတဲ့နီးဆိုတော့လည်းတေးချမရှိပါဘူးနေနီးတက်ရင်သေနီးတက်ပါတယ်နေနီးကောင်းရင်သေနီးကောင်းပါတယ်သေးတယ်ဆိုတာဘာမှလည်းအထူးဆန်းမဟုတ်ပါဘူးမနေရတော့တာကိုပဲသေးတယ်လို့ခေါ်တာနေတာလေးတွေဇက်တိုက်ဖြစ်နေရကနေဆက်မနေရတော့မနဲ့ဖြတ်ခနဲ့ရက်သွားတာကိုပဲသေးတယ်ခေါ်တာဆိုတော့နေစဉ်မှာကောင်းနေရင်နေတာလေးရက်သွားလို့သေးတာလည်းကောင်းတာပဲပေါ့အဲ့တော့နေစဉ်မှာချစ်ဆွဲမုန်းဆွဲကင်းရင်သေတော့လေချစ်ဆွဲမုန်းဆွဲကင်းပါတယ်ချစ်ဆွဲမုန်းဆွဲကင်းနေတဲ့ဆိုမှကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေအာရုံပြုပြီးသိကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုက်တန်တဲ့ဘဝကိုရပါလိမ့်မယ်ဒါကြောင့်ချစ်ဆွဲမုန်းဆွဲဘာမှဆွဲမနေနောက်ပေါ်ကျရင်ဘသူကိုဖေးပြန်တိုးခြင်းနဲ့ဘသူမိဘပြန်တိုးခြင်းနဲ့ဘသူတော့သားသမီးတိုးခြင်းနဲ့ဘသူနဲ့တော့ပြန်ဆုံးခြင်းနဲ့ဘာရင်းညာတွေဟိုဆွဲဒီဆွဲမနေပါနဲ့တော့ကိုယ့်ရဲ့ကုသိုလ်ကံကအကောင်းဆုံးစံချိန်နဲ့အည်သွေးအမြင့်ဆုံးဖြစ်အောင်လုပ်ထားပါကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေနဲ့စုံစည်းရပါလိမ့်မယ်ကိုယ့်ရဲ့ကုသိုလ်ကံနဲ့ထိုက်တန်တဲ့ပတ်ဝန်းကျင်ကိုရောက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ရပါလိမ့်မယ်ဒါကြောင့်တရားနာပိသများအားလုံးချစ်ဆွဲမုန်းဆွဲအဆွဲအားလုံးကင်းကြပါစေချစ်ဆွဲမုန်းဆွဲကင်းအောင်ကြိုးစားအထောက်နိုင်ကြတဲ့အတွက်မိမိတို့ရည်မှန်းတောင်းတဲ့ဘောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ချစ်ဆွဲမုန်းဆွဲကင်းပါစေတရားတော်ကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်အပမဒီနာတံပါတိထာအပမဒီနမမိမလျောမဘောမဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါတိထသီလသမာဓိပညာဥသောသောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း